မြန်မာရုပ်ရှင်တွေဗီဒီယိုတွေကောင်းမကောင်းကျွန်တော်တို့ကတော့ဒါပဲကြည့်ရရှိတော့ဒါပဲကျွန်တော်တို့ကြည့်ပြပါလေနိုင်ငံရုပ်ရှင်တွေကြည့်ကြတာပေါ့နော်အဲ့တော့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တော့ဒီနိုင်ငံတစ်ခုရဲ့တိုးတက်မှုပေါ့နော်အဲ့နိုင်ငံမှာရှိနေတဲ့လူတွေရဲ့စိတ်နေစိတ်ထားအဲ့နိုင်ငံမှာရှိတဲ့လူတွေရဲ့အနုပညာရှင်ပေါ့အနုပညာတွေပုံမှာခန်းစားနားလည်မှုအဲ့ဒါတွေကထွက်လာတဲ့ product တွေပေါ့နော်ဇာတ်ကားတွေကိုကြည့်ရင်သိတယ်ဗျဇာတ်ကားတွေကပေါ်ကားလို့ပြောတဲ့ဟိုအဆင့်အတန်းမရှိဘူးဆိုတော့ရုပ်တယ်မရှိဘူးဆိုတော့နော်လည်းရှီကြောင်းတော့ကြောင်းမညီဘူးဆိုတဲ့ကားတွေတော်တော်များများထွက်နေပြီဆိုလို့ရှိရင်အဲ့ဒါလူတို့ကလည်းအဲ့ဒါတွေကိုအားပေးနေလို့ပဲအဲ့ဒါတွေကိုအားပေးနေတဲ့လူတို့ရှိလို့လည်းရိုက်ကြတာပေါ့ဗျာဒါချင်းလေးပဲပေါ့နော်အဲ့တော့အချောက်ကားတွေတော်တော်များများထွက်တယ်နော်သိကြတယ်ဒါအချောက်ကားတွေကိုလူတွေကနှိမ့်ချက်ဆိုအားပေးနေလို့ပဲဆိုသိကြတယ်အဲ့တော့ဒါကိုလန်သားကြီးဖြစ်တဲ့ဒါတီဟတ်တုံဆိုတို့ဒါတော်တော်လေးကိုဒေါ်လာရေးကားတွေရိုက်ကြတယ်အဲ့ဒီဟာကလည်းဘာပြတယ်လဲဆိုလို့ရှိရင်တော့ဒေါ်လာရေးစိတ်ဓာတ်တွေလူတွေရှိနေကြလို့ပေါ့ဗျာဒါရှင်းလေးပါပဲအဲ့တော့ဟိုကျွန်တော်တို့ကတော့အနုပညာပြည်သူလူထုပေါ်မှာလွှမ်းမိုးမှုရှိတယ်ဆွဲဆောင်မှုရှိတယ်ဆိုတော့ဒါကိုငြင်းစရာအကြောင်းမရှိဘူးပြည်သူလူထုကလည်းနိုင်ငံရေးရည်ချိန်နော် judgment လို့ခေါ်တဲ့စိတ်နှုတ်တရားအဲ့ဒါတွေကမြင့်တဲ့လူရှိတယ်လို့အလယ်လဲလူလည်းရှိတယ်နှိမ့်တဲ့လူတွေလည်းအများစုရှိနေပါသေးတယ်အဲ့တော့အနုပညာရှင်တွေရဲ့လွှမ်းမိုးမှုကတော်တော်များတယ်ဗျအနုပညာရှင်တွေရဲ့လွှမ်းမိုးမှုတော်တော်များတယ်ဆိုတဲ့အကြောင်းမလို့ပြီးခဲ့တဲ့2015တို့2020တို့မှာဒါအနုပညာရှင်တွေရဲ့လွှမ်းမိုးမှုတွေပဲယူကောက်ပွဲယူတော့မှသူ result ကိုသူကပြောင်းပလိုက်နေတာပေါ့နော်လာတူပါပဲ2021မှာလည်းလူပညာရှင်တွေကပဲဘာလို့ပါညာလို့ပါဆိုပြီးတော့တအားကိုတခါတည်းတိုက်တွန်းလေးပြောကြတာနဲ့လူတွေအဲ့ဒီပဲပါသွားကြတာပေါ့နော်လူပညာရှင်တွေဟာကောင်းတဲ့ဘက်မှာတော့စံနမူနာဖြစ်ဖို့လိုတယ်ဗျကျွန်တော်လို့တယ်မကောင်းဆိုတာတော့တမိုင်းကတတိခံမှာပေါ့ဗျာဒါပါပဲခုချိန်မှာတော့ပြောလို့ရှိရင်တို့ကဒီလိုကြည့်တာကိုခင်ဗျားတို့ဒီလိုကြည့်တာကိုပြောမှာပေါ့ဒါပေမဲ့တမိုင်းကတတိခံမှာပဲတမိုင်းမှာခင်ဗျားတို့နောက်မရစေချင်ဘူးလို့ကျွန်တော်တို့တင်ပြချင်ပါတယ်ကျေးဇူးတင်ပါတယ်